မင်းကုန်းလေးနှစ်ခုရှိပါတယ်ဖေ။ဒီဘက်ခေတ်မှာမီယိုဖလာဗုဒ္ဓဘာသာနဲ့ဗုဒ္ဓဘာသာဆွတ်ဆိုပြီးတော့ရှိတယ်လို့တပည့်တော်ထင်ပါတယ်ဗျာတပည့်တော်အဖေအမေကဗုဒ္ဓဘာသာဆိုတော့ကလေးကလည်းအော်တိုဗုဒ္ဓဘာသာဖြစ်သွားတယ်ဗုဒ္ဓဘာသာပေါ့ဗျာဟိုတကယ်ဗုဒ္ဓဘာသာဆွတ်ဖြစ်ဖို့ဆိုလို့ရှိရင်အဲ့လူဒီဘယ်ချက်လက်တွေပြည့်စုံမှုလိုအပ်ပါတယ်လေဖေပြီးတော့နောက်ထပ်တပည့်တော်ရဲ့ဒုတိယမေကွန်းတစ်ခုကလူတယောက်ရဲ့ဗီဇဆိုတာကမွေးကလေးကပါလာလေလို့ပြောကြပါတယ်ဖေအဲ့တော့ဒီဗီဇကမွေးကလေးကပါလာတယ်ဆိုလို့ရှိရင်ဒီဗီဇဒီအတိတ်ဘဝကအကြောင်းတရားတွေနဲ့များဆက်ဆက်မှုရှိပါသလားဖေပြီးတော့ဗီဇကိုပြင်လို့မရဘူးဆိုတာကရောဟုတ်ပါသလားဖေတပည့်တော်မေကွန်းလေးကတော့ဒါပါပဲဖေကောင်းလိုက်တာလက်ခုပ်တီအားပေးပါကောင်းတယ်တို့တို့ချင်းချင်းနဲ့လူရင်းကိုဘုံဖြေပါမယ်ဗုဒ္ဓဘာသာသစ်သစ်ဖြစ်ဖို့ကအရေးချင်းတစ်ခုလိုပါတယ်တရားနဲ့ပညာပါမှန်ကန်တဲ့ယုံကြည်မှုအကျယ်ချဲ့ယုံကြည်မှုက6မျိုးရှိတယ်ထားလိုက်တော့ဟုတ်လားတရားတရားမှန်ကန်တဲ့ယုံကြည်မှုရှိရနောက်တစ်ခုကပညာရှိရအဲ့ဒီတရားနဲ့ပညာနဲ့အချိုးကြကြတည်ဆောက်နိုင်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကဗုဒ္ဓဘာသာစစ်စစ်ဖြစ်ပါပြီအခုမေယောဖလာဗုဒ္ဓဘာသာကတရားတရားကလည်းနည်းနည်းလေးပညာကြလုံးမရှိဘူး gain အေးရောဟုတ်လားဘုန်းပြောတာမရေမင်းအဲ့ဗုဒ္ဓဘာသာဆိုတဲ့သူတွေလိုက်မေးကြည့်ပေါ့ပညာကန်းနေမေးကြည့်ပါမသိတရားတရားကြတော့လေမင်းဘုရားရှိခိုးတော်မမှန်ဘူးကွာဟုတ်လားဘုရားရှိခိုးပဋ္ဌာန်းရအဝေးကြီးစိတ်ကိုမပါဘူးဒါကြောင့်တရားတရားလည်းနည်းနည်းလေးပညာကြတော့လည်းမရှိဘူးဘယ်ဗုဒ္ဓဘာသာမင်းနာမိခံမယ်အနဲ့အမဲပါတယ်ဒါအဖေမေရဲ့အချိန်လေးဒါကြောင့်ဗုဒ္ဓဘာသာသစ်သစ်ဖြစ်ဖို့ဆိုရင်တရားနဲ့ပညာမှန်ကန်တဲ့ယုံကြည်မှုရှိခြင်းမှန်ကန်တဲ့သိမြင်နားလည်မှုရှိခြင်းတရားကိုပညာစောင့်မှလမ်းဖြောက်ပြီတပည့်တော်တရားတရားတော့ကောင်းတာဗျာအေးတရားလွန်ကဲပညာနဲ့တလွဲကြည်ညိုသည်ဟာဖုံကဗါတဲ့ကနန်းပေးတယ်ဟာလားဖုံစီသွားရင်ဘေးတင်မှန်နေတဲ့ဟာဖုံကလက်ဖွဲ့တွေပေးတယ်တဲ့ဒီဖုံကအတိတ်တွေပေးတယ်တရားလွန်ကဲပညာနဲ့တလွဲကြည်ညိုသည်တဲ့ပညာလွန်ကဲတရားနဲ့ဆင်းလဲကောက်ကြည့်သည်ခဏခေတ်ကလေးတွေကတွေးထက်လာစဉ်းစားတယ်လားအကြောင်းကြီးတွေးတဲ့စဉ်းစားတဲ့အောင်တဲတယ်ကဖះရှိတယ်ဆိုတာဟုတ်ပါမလားမြင့်မို့တော့ပြသမှာဘယ်နဲ့လို့တရားတရားမရှိဘူးပညာကြလဲတောက်တိတောက်တဲ့ပညာပါကွာတကယ်ကိုကြိုက်မဲ့ယူဘဗေဒသဘောတရားနားလဲအဲ့ဒါမေးတရားမရှိဘူးတို့ယူဘဗေဒနဲ့မမြင်နိုင်တဲ့အတန်တွေရှိတယ်မမြင်နိုင်တဲ့ dress တွေရှိတယ်ဒီမမြင်နိုင်တဲ့ dress တွေတကယ်ကို laboratory ကထဲမှာကြာနာထုတ်ပေါ်မှာမြင်နိုင်တဲ့ဟာတွေရှိတယ်လေဟုတ်ဘူးလားအဲ့လိုမြင့်မို့တောင်ဆိုတာတိတက်ပို့ပြီးနူးညံ့တဲ့ဒီအတန်တွေနဲ့ဆဲတွေနဲ့တိဆောက်ထားတာဘယ်လိုလုပ်တာမှမျက်စိနဲ့မြင်နိုင်မလဲကတရားလွန်ကဲပညာနဲ့တလွဲကြည်ညိုသည်ပညာလွန်ကဲတရားနဲ့စင်လဲကောက်ကြည့်သည်ဗုဒ္ဓဘာသာသစ်သစ်ဖြစ်ခြင်းအဲ့နှစ်ခုကို balance ဖြစ်ဖို့လိုပါတယ်အဲ့ဒါဆိုရင်ဗုဒ္ဓဘာသာသစ်သစ်ဖြစ်ပါတယ်โอเคရပြီနော်ဗီဇနဲ့ပတ်ဝန်းကျင်ဆိုတာဒါတော်တော်ကောင်းတဲ့စာတစ်ခုပါအဖေဘက်ကနေပြီးတော့ခရိုမိုဆိုးတက်က48ခုရအမေဘက်ကနေခရိုမိုဆိုးတက်က48ခုရစပန်နဲ့ over နဲ့ပေါင်းထားတာအဲ့နှစ်ခုပေါင်းလိုက်တဲ့ကောင်ဇိုင်ဂုတ်လို့ခေါ်တယ်အဲ့ဒါကိုတို့စားတော့ကလလရေကြီးလို့ပြောတယ်ကလပ်စီလေး30နဲ့စားခဲ့အေးအဲ့ဒါကတော့တို့ပရိသတ်သုံးပါတော့ဝိညာဉ်လို့ခေါ်တယ်အဲ့ဒီဝိညာဉ်ရတာနဲ့နာယုတ်တရားမှာကလပ်စီ30စိတ်မှာသူ့ရဲ့အတိတ်ကအားထုတ်ခဲ့တဲ့အလေးအကျင့်ဆွမ်းအားတွေပါတဲ့အဲ့ဒီဆွမ်းအားတွေပါတဲ့စိတ်မျိုးပေါ့ဒါကြောင့်သူပရိသတ်နေယူတော့မယ်ဆိုတာနဲ့ဟိုဘက်ကကံကိုအာရုံပြုရတယ်ကံနမိတ်ကမ္မနမိတ်ဂတိနမိတ်အဲ့ဒါကအတိတ်ကသူလေ့ကျင့်ခဲ့တဲ့ဟာကိုဒါကိုဗီဇလို့ခေါ်တယ်အဲ့ဒါကိုနောက်တစ်မျိုးဇနကကံနဲ့အတိတ်ကံလို့ပြောတယ်။ဘာကြတော့ဒီကံနေဖန်တီးလို့မရဘူးအခုဘဝလည်းရတာပဲကြည့်ဒါကအတိတ်ဘဝကံအခုဘဝကံကြတော့ဒီမှာကာမဘဝအတိတ်ကဒီဝိညာဉ်လေးပဋိသန္ဓေအစလေးရဟောဒီကံကထောက်ပံ့ပေးလိုက်တာအဲ့ဒါဗီဇဒီမှာကိုလေ့ကျင့်ခဲ့တဲ့ဟာတွေဗီဇအဲ့ဒါကိုဇနကကံလို့ခေါ်တယ်အခုဒီဘဝမှာလေ့ကျင့်တဲ့ကံကြတော့ဥပထမကကံလို့ခေါ်တယ်ဒါကြောင့်အတိတ်ကံကအတိတ်ဗီဇအတိုင်းမျိုးစေ့လေးကကောင်းလာရင်မြေကောင်းရေကောင်းနဲ့တွေ့တာနဲ့တန့်ကောင်းတော့တာပဲမျိုးစေ့မကောင်းမျိုးစေ့မမှန်ပင်မတန်ဖူးတန်ငုံကင်းအတိတ်ဖြစ်၏တဲ့မျိုးစေ့မမှန်ရင်အပင်မတန်တော့တိုးတော့မျိုးစေ့မကောင်းရေကောင်းမြေကောင်းပတ်ဝန်းကျင်ကောင်းခတ်တိပိတ်ပေါ့ပြောထောင်မှုကောင်းရင်တော့ကာမဘဝပိတ်เสียသာတိတယ်နည်းနည်းလေးကောင်းလာနိုင်တယ်ရေကောင်းမြေကောင်းပတ်ဝန်းကျင်ကောင်းဆိုတော့ဒီမျိုးစေ့လေးတောင်းတန်အောင်မျိုးစေ့လေးတောင်းနည်းနည်းလေးဖွံ့ဖြိုးအောင်တော့ရဒါမျိုးစေ့ကောင်းတော့ဘယ်ကောင်းမလဲကွာ
အဲ့ဒါကိုစာလို့ကြတော့မင်းတို့အင်္ဂလိပ်လိုကြထဲလန့်လို့ဒီလိုပြောကြတာပေါ့ဟုတ်ပြီနော်ဒါကြောင့်ဘုံဘုံတို့ကအတိတ်ကဗီဇကိုပြင်လို့ရအတိတ်ကစိတ်အတိတ်ကယုံနဲ့အတိတ်ကဘဝတော့လောက်ခဲ့တာဖြစ်တဲ့အတွက်အတိတ်ကဗီဇကိုပြင်လို့မရမပြင်နဲ့စိတ်မဝင်သားတော့တဲ့တို့တော့ပြစ္ဆုတ်ပံညင်ကိုကြပြင်လို့ရတယ်ဒါကြောင့်ညင်ဖို့ကွာပြစ္ဆုတ်ပံညင်ကောင်းအောင်ပြင်လို့ရတယ်ဟလားဥပဒ္ဓမကတတ္တိဘုရားရှင်ကအခွင့်အလမ်းတွေရှိသေးတယ်ကွာတယ်မင်းတို့ကံကောင်းတွေကြိုးစားအားထုတ်တယ်ဒါကြောင့်ကံဉဏ်ဝရိယဒီသုံးခုလုံးကိုအကျယ်တွင်တည်ဆောက်အဲ့ဒါဆိုရင်ပြစ္ဆုတ်ပံဗီဇညင်ဇယိုက်ကိုပြောင်းလို့ရတယ်ဘုရားပေးလိုက်တာမဟုတ်ဘူးကိုယ့်ကိုပြင်ယူအောင်ပါဘုရားနေတဲ့နေ့ပဲပေးမှာဒါကြောင့်အဲ့ဒါမင်းဘုံပြောခြင်းတယ်ပြင်လို့ရတယ်ပြစ္ဆုတ်ပံဗီဇကိုလည်းကောင်းအောင်ပြောင်းလို့ရပါတယ်ဆိုတော့ဘုံဒါလေးဖြေပါတယ်နော်